ရေရှားတူးနေတဲ့ကျင်စာဦးဇနီးမောင်နှံပဲဖြစ်ပါတယ်မာပြီးဒီမှာတချို့အလောက်ကိုင်းလေးရှားပါလာတဲ့ခါမှာဈေးပူရတဲ့ဝါနေတဲ့ကချင်ပြည်နယ်ကိုတွားပြီးတော့အခုလိုရေရှားတထုလုပ်ငန်းဝင်မှာတွားရောက်လောက်ကိုင်းနေတာပဲဖြစ်ပါတယ်ရေရှားတထုကိုလက်နဲ့အခုလိုတောင်မောနေပြီးတော့တောင်အောက်ထိတော့လက်တဲ့ထီကိုလက်နဲ့ဆောင်ပြီးတူးရတာပဲဖြစ်ပါတယ်ဒီတူးပြီးသားပေါက်သေးဟိုမှကျွန်တော်တို့အစ်စ်ဒီလောင်းထက်တစ်ခါတောင်အောက်အခြေရတဲ့တစ်ခါအပေါက်လေးဖောက်ပြီးတော့ထွက်လာတဲ့ရေကိုစုကံကိုတွဲပြီးတော့ကျွန်တော်တို့စစ်တိမ်ပြီးတော့ဓာတ်ရုပ်စီးရင်နဲ့တန့်စင်လိုက်တဲ့အခါမှာမြေရှားတထုရလာတာပဲဖြစ်ပါတယ်မြေရှားတထုကိုလေယောမယောရတာကလင်မယားထမတယ်ရတာဆိုတော့အလုတ်ဒါစူးစားတဲ့အနေထားပဲဖြစ်ပါတယ်ဘုဟုတုရအနေဖြင့်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်